ဟုတ်ပြီဒါကြတော့7 string အတန်မျိုးပေါ့နော်ဟုတ်ပြီနော်အဲ့တော့တကယ်ထွက်နေတဲ့ pitch ကအတန်ဒီလိုမျိုးနော်ဒီမှာအဲ့ဒီအတန်ထွက်နေတာနော်ဒါအပေါ်ဆုံးကြိုးပေါ့နော်ဟုတ်ပြီဒါ pitch ကိုချထားတာဟုတ်ပြီနော်အပြင်မှာထွက်နေတာတသန်အထဲမှာကျွန်တော်ချထားတဲ့အတွက်အဲ့လိုထွက်သွားတာဒါဆိုရင်ကျွန်တော်တို့ဒါအပေါ်ဆုံးကျိုးက B ဖြစ်ပြီးတော့7 string လိုမျိုးကျွန်တော်ကချထားတာဖြစ်ပါနော်ကိုညံရှိသလိုသုံးလို့ရတယ် pitch တွေကိုလေဟုတ်ပြီနော် key chain တာတွေပုံစံမျိုးတွေမှာအသုံးပြုလို့ရတယ်ဒါဆိုရင်ဒီလောက်ဆိုကျွန်တော်တို့က full band တီးလို့ရတာပဲရုပ်တရက် key chain ရမယ်ဆိုတဲ့ဟာတွေ7 string မရှိရင်တော့သုံးလို့ရတယ်ဘောလုံးပဲတယ်ချလိုက်ရင်သူကကျူနာမိုက်တယ်နော်အတန်တိုးလိုက်တာနဲ့ကျူနာဝင်တော့အေးစီပဲဒါ
ကျူနာမိုက်တယ်နော်ဘောလုံးပဲတယ်ချလိုက်ရင် तू ကကျူနာမိုက်တယ်နော်အတန်တိုးလိုက်တာနဲ့ကျူနာဝင်းသွားအေးစီပဲဒါနဲ့ရင်လည်းကျူနာအဲ့လိုလေအဲ့ chorus ဟာ boss ကလုံးဝ share မိုက်တာ